မြို့ကိုဝင်ရောက်ထိုးပေါက်တိုက်ခိုက်တယ်အခုတခါကျွန်တော်တို့ဒီတပင်းမြို့ကိုအလုံးကြီးနဲ့ဟန်ချက်ညီညွတ်နဲ့ထိုးစစ်ဆင်တိုက်ခိုက်ပြီးမြို့ရဲ့ဌာနဆိုင်ရာအကုန်လုံးကိုတိမ့်ပတ်ထားပြီးအုပ်ချုပ်ရေးရန်ရဖျက်ဆီးပြီးတော့ကျွန်တော်မြို့ကိုအလုံးစုံရရှိလိုက်ပါတယ်ဒါကိုတော့ငင်းစရာမရှိဘူးပါဝင်တိုက်ခိုက်တဲ့တပ်တော်တွေကလည်းတကယ်ကိုဟန်ချက်ညီ LPDF ပါတယ်မြို့ပြအဖွဲ့တွေပါတယ် PDF တွေပါတယ်ပကဖတွေပါတယ် MOD ကတိုက်ရင်တွေလည်းပါတယ်ကချင်ရဲ့ကိုကဲမှုအစ်စ်လို့ကျွန်တော်ကြားပါတယ်ကိုကဲမှုနဲ့တိုက်ခိုက်တယ်လို့ကျွန်တော်ကြားသိရအဲ့တော့အရှိမကျွန်တော်တို့ဂနီတို့ပလဲတို့ကောလင်းတို့တိုက်ခိုက်သိမ့်ပိုက်ပြီးတိုက်ခိုက်သိမ့်ပိုက်ရဲ့ထိုးစစ်ဆင်ရဲ့တော့ဒဇယ်တခုရှိပါလေဒဇယ်တော့တိုက်ခိုက်သိမ့်ပိုက်တယ်ထိုးစစ်ဆင်နဲ့ကျွန်တော်တို့ဖက်စစ်တပ်ကအလုံးလုံးပြန်ဖိတယ်နော်ပြန်ပြီးတော့ဘယ်လိုပြောမလဲစစ်ကူအမြောက်အများချက်ချင်းပို့ပြီးတော့ပြန်လေတိုက်ခိုက်တဲ့အတွက်ပြန်ဆုတ်ရတယ်ကောလင်းမှာတော့ရပ်ပိုင်းလောက်ကြာတယ်လုံးပေးမင်္ဂလာပါတို့ရေးချန်နယ်ဟာဆိုရင်နေ့စဉ်နေ့တိုင်းတန်းစုတန်းကောင်းတွေကိုတက်ဆက်ပေးနေတာမို့ like and subscribe လုပ်ပြီးတော့ဆိုရှင်းပါတယ်ဆိုတော့ဒါကိုကျွန်တော်တို့သုံးသပ်ကြည့်ရင်နံပါတ်1 NUG MOD နဲ့ PDF တွေတိုက်တဲ့မြို့တွေကိုစစ်ကောင်စီကပို့ဂရုစိုက်တာတစ်ချက်တွေ့ရပါတယ်နော်နောက်တစ်ချက်ကစကိုင်းတိုင်းမှာတိုက်တဲ့မြို့တွေမှန်သမျှမြို့သိမ်းထိုးစစ်တွေမှန်သမျှကိုစစ်ကောင်စီကဆက်ထိမကန်တုတ်ပြန်ပြီးတော့ချက်ချင်းအရှင်ယူတာတွေ့ရပါတယ်နောက်တစ်ခုစကိုင်းတိုင်းရဲ့ပထဝီအနေအထားစကိုင်းတိုင်းရဲ့ပထဝီအနေအထားဆိုရင်တောင်ပေါ်မြို့တွေလိုမဟုတ်တဲ့အခါဝင်လန်းထွက်လန်းနေမြို့တစ်မြို့မှာဝင်လန်းထွက်လန်းပေါက်မြောက်များစွာရှိတယ်ဝင်စရာလမ်းပေါက်ပြောင်းထွက်စရာလမ်းပေါက်ပေါက်မြောက်များစွာရှိတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ချက်ကလက်နဲ့ခဲခုနဝင်ထွက်ဒီပထဝီအနေထားရမြို့တွေဟာအဝင်ထွက်လမ်းတွေမြောက်များစွာရှိပြီးမြို့ကိုတော်လိုင်းတက်တွေကသိမ်းပြီးတခါလားဖက်စစ်တပ်ကစစ်ကူလမ်းကြောင်းတွေအများပြားပို့လွတ်နိုင်တဲ့အခြေအနေတွေ့ရပါတယ်နောက်ပြီးတော့စကိုင်းတိုင်းကမြို့တွေဟာခက်စိတ်ရှိတာကိုတွေ့ရပါတယ်အလန်းကွာဒါပထဝီအနေထားရကျွန်တော်တို့သုံးသပ်တာဖြစ်ပါတယ်နောက်တစ်ချက်ကလက်နက်ခဲယမ်းနဲ့ပတ်သက်တဲ့ကိစ္စခုနကကျွန်တော်ပြောထားသလိုပဲကျွန်တော်တို့စကိုင်းတိုင်းတွေက PDF တွေပေါ့အဓိက NUG PDF MOD LPDF အစရှိတဲ့တပ်တွေသိမ်းတဲ့မြို့သိမ်းထိုးစစ်တွေဆိုရင်ဖက်စစ်တပ်ဆက်ထိမကချက်ချင်း response နဲ့အထူးဂရုစိုက်ဆောင်ရွက်တာမျိုးတွေ့ရတယ်လေကြောင်းကိုလည်းအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ပြီးတော့ပြန်လေရယူဖို့အခြားဒေတာတွေအတွက်ခက်မြန်ခက်ပြင်းလောက်တာမျိုးတွေ့ရတယ်ခုနပထဝီအနေထားကြောင့်ဝင်လန်းထွက်လန်းနေပြည်ကျွမ်းကျင်စစ်ကူဝင်လာမဲ့လမ်းကြောင်းစစ်ကူတည်မဲ့လမ်းကြောင်းတွေကိုဖျက်တောက်ပိတ်ဆို့နိုင်မှုကျွန်တော်တို့စီမှာအားနည်းတဲ့အတွက်လမ်းကြောင်းကလည်းအမြောက်အများရှိတယ်ဒါကြောင့်မို့ဒီတစ်ချက်ကိုကျွန်တော်ထပ်တွေ့ရပါတယ်အဲ့ဒီကမှခုနနောက်တစ်ခေါင်းစဉ်တစ်ခုကလက်နက်ခဲယမ်းအဲ့တော့စစ်ကောင်စီကစကိုင်းတိုင်းအဓိကစကိုင်းတိုင်းနဲ့ NUG MOD အစရှိတဲ့တပ်တွေ PDF တွေတိုက်တဲ့မြို့တွေကိုဂရုတစိုက်ဆက်ထိမကန်တုံ့ပြန်မှုအမြဲအဆင့်သစ်အမြဲစူးစမ်းပါတယ်ချက်ချင်းဆောင်ရွက်ပါအဲ့တော့စစ်ကူကလာမယ်စစ်ကြောင်းပြန်ထိုးမယ်ဆိုတဲ့အချိန်မှာလက်နက်ခဲယမ်းနဲ့ပတ်သက်ပြီးကြည်မလုံလောက်မှုလက်နက်ခဲယမ်းမပြည့်စုံမှုဒီအချက်တွေဟာလေကျွန်တော်တို့မြို့တွေထိုးစစ်ရှင်တိုက်ခိုက်တော်လှန်ပြီးပြန်ပါသွားတဲ့အချက်တွေမှာပါဝင်နေလို့ကျွန်တော်တို့တွေ့ရပါတယ်အဓိကတစ်ချက်ကကျွန်တော်တို့စစ်ဗျူဟာအနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့မဟာဗျူဟာတင်ကဗျူဟာတည်းရဲ့ချမ်းပတ်တဲ့နေရာမှာမြို့ကိုဝင်တိုက်ဘယ်မြို့ကိုတိုက်လိုက်ဘယ်အဖွဲ့ကတိုက်လိုက်ဘယ်မြို့ကိုတိုက်လိုက်ဘယ်အဖွဲ့ကတိုက်လိုက်ဆိုတာမျိုးကတော့အလွယ်တကူပြန်လဲလက်လွတ်လိုက်ရမျိုးတွေတွေ့ရပြီးတော့စစ်တိုင်းဗျူဟာကြီးတစ်ခုမှာစကိုင်းတိုင်းအရှိချမ်းစကိုင်းတိုင်းအနောက်ချမ်းအစရှိတဲ့ဒီတိုင်းကို3ပိုင်းပိုင်းလား4ပိုင်းပိုင်းပိုင်းပြီးတော့မှတိုင်းအပိုင်းလိုက်ဗျူဟာကြီးတွေနဲ့ဒီဘက်ရင်တိုက်မယ်ဘယ်နေရာတိုက်မယ်ပင်လယ်ဘူးတိုက်မယ်ကောလင်းတိုက်မယ်ဝင်းသို့တိုက်မယ်ဘယ်သူကအဲ့လမ်းကြောင်းတွေကိုဘလို့ပိတ်ထားမလဲဆိုတဲ့စစ်တိုင်းဗျူဟာအလိုက်စစ်
စစ်တိုင်းပြူဟာကြီးချမှတ်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တော့တိမ့်ပိုက်မှုတွေမှာအဲ့စစ်တိုင်းပြူဟာရဲ့အစိတ်အပိုင်းတွေအဖြစ်တိုက်ခိုက်ဟန်ချက်ကြီးတိုက်ခိုက်နိုင်ရင်တော့ပို့ပြီးတော့အောင်မြင်နိုင်ချေများပါတယ်ဒါပေမဲ့ဒီကနေ့စကိုင်းတိုင်းရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာတိုင်းလိုက်ပြူဟာမျိုးတွေဟန်ချက်ကြီးချိတ်ဆက်မှုတွေဖြတ်တောက်ပိတ်ဆို့မှုတွေဒါတွေကျွန်တော်တို့လိုအပ်နေသေးတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါနဲ့ဥပမာကျွန်တော်တို့ရှင်းကြည့်မယ်ဆိုရင်သုံးဘွဲ့ရဲ့ထိုးစစ်ဆင်မှုကိုကျွန်တော်လေ့လာကြည့်လို့ရပါတယ်MDY PDF ကမရယာကိုထိုးပြီးစစ်ကူလမ်းသွားမှန်တယ်ဖြတ်တောက်ပိတ်ဆို့ပြီးရှမ်းမြောက်တစ်ခုလုံးရဲ့မဟာဗျူဟာနဲ့အပိုင်းလိုက်အဆက်နဲ့ဟန်ချက်ညီထိုးစစ်ဆင်တာမျိုးကိုကျွန်တော်တို့တွေ့ရပါတယ်စကိုင်းမှာတော့ဒီအချက်ကိုကျွန်တော်တို့ထပ်မံပြင်ဆင်ဖြည့်ဆွတ်ရလိမ့်လက်ရုံးမယ်လို့ကျွန်တော်ယူဆတယ်နော်အဲ့တော့ကျွန်တော်တို့အင်မတန်နှံ့မျောတယ်စိတ်မကောင်းဖြစ်တယ်ကျွန်တော်တို့မြေပြင်မှာတိုက်ရတဲ့လူတွေဆိုရင်ကျွန်တော်တို့ထပ်ပို့ပြီးတော့မချိတင်ခဲ့ဖြစ်မယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်မြို့တစ်မြို့ကိုဝင်ရောက်ထိုးစစ်ဆင်တယ်ဆိုတာအင်မတန်မှအသက်ဘဝမြို့နေလူတို့ရဲ့စစ်ဘေးပေါ့အရာရာကိုတွက်ဆပြီးပြင်ဆင်ရတာဖြစ်တဲ့အတွက်မြေပြင်ကတိုက်ပွဲဝင်သူတွေနဲ့မြေပြင်ကပြည်သူလူထုဟာကျွန်တော်တို့ထပ်ပို့ပြီးတော့အစပေါင်းများစွာမချိတင်ခဲ့ဖြစ်ကြရလိမ့်မယ်လို့ပြောပါတယ်ယုံကြည်ပါဒါကြောင့်မို့ကျွန်တော်တို့စကိုင်းတိုင်းမှာဆိုလက်ရှိလက်လွတ်လိုက်ရတဲ့မြို့တွေဆိုရင်ကောလင်းထိုးစစ်ဆင်နေရတယ်ပြန်တွက်ကြတယ်ဒဇယ်ထိုးစစ်ဆင်တာတော်တော်ရောက်နေပြီပြန်ဆုတ်ပေးရတယ်ဂနီဟိုတလောက LPDF တွေ MOD တွေထိုးစစ်ဆင်နေပြန်ဆုတ်ပေးရတယ်ပလဲလားပြည်တစ်ခါထိုးစစ်ဆင်နေပြန်ဆုတ်ပေးရတယ်ပြောချင်တာကသူ့ဘွဲကတိုက်ချင်တိုက်မတိုက်ချင်နေသူတို့အုပ်စုကတိုက်ပေါ့ငါတို့ကမပါဘူးအဲ့လိုလုံးလို့အဲ့လိုဆက်လုပ်နေမယ်ဆိုရင်တော့စကိုင်းတိုင်းဟာမြို့သိမ်းအောင်ပွဲမြို့သိမ်းတိုက်ပွဲတွေကိုအလန့်ကွာနေအောင်မယ်လို့ကျွန်တော်မြင်ပါတယ်နောက်ချက်ကလက်နက်ခဲယမ်းကိစ္စလူသူကတော့ရှိပြီးသားလက်နက်ခဲယမ်းနဲ့ပတ်သက်ပြီးတော့ MOD အောက်ကတက်တွေကတော့နည်းနည်းရှိတယ်ပကဖကများများရှိတယ် MOD အောက်ကမဟုတ်တော့ LBF တွေမှာကတော့တချို့အဖွဲ့တွေမှာတော့များရှိပြီးတော်တော်များကတော့ရှိတဲ့လောက်လေးနဲ့ကိုရွာလေးကိုကောက်ွယ်တယ်လက်နက်ခဲယမ်းအားနဲ့နေသေးတယ်ဗျူဟာမြောက်စစ်စင်နိုင်မှုစစ်တိုင်းတစ်ခုလုံးဘာဗျူဟာချမှတ်ဖြတ်တောက်ပိတ်ဆို့ဟန်ချက်ညီစစ်စင်နိုင်မှုတော့လိုအပ်နေပါသေးတယ်ဒါကိုကျွန်တော်တို့စူးစမ်းကြရမှာဖြစ်ပါတယ်တိုက်ပွဲတစ်ပွဲတိုက်ရတယ်ဆိုတာကစိတ်ကူးရှင်ပြီးခံစားချက်နဲ့တိုက်လို့ရတာမဟုတ်တဲ့အတွက်အသက်တွေပါတယ်ဘဝတွေပါတယ်မြေပြင်ကတိုက်ခိုက်နေတဲ့ရဲဘော်တွေရဲ့ပျောင်မြောက်တဲ့ဂုံတိတ်ခါနဲ့စွန့်လို့ပေးဆက်ဖို့နဲ့တိုက်ပွဲတွေအတွက်ကျွန်တော်တို့မြူတမုံမှစိတ်ထဲမှာအပြစ်တင်စိတ်မရှိဘူးခုနကျွန်တော်ပြောတဲ့တင်ပြတဲ့အချက်တွေကိုစဉ်းစားရမှာတော့တော်လိုင်းကိုကိုကဲကြီးကျက်စီမံဆောင်ရွက်နေတဲ့လူကြီးမင်းများကတေချာစနစ်တကျစဉ်းစားဆုံးဖြတ်စီမံခန့်ခွဲနိုင်မှုလိုပါတယ်မြို့ကိုဝင်ပြီးဥပမာပေါ့ဗျာကောလင်းကိုဝင်ပြီးဆိုတာနဲ့ကောလင်းကိုတိုက်မယ်ဆိုတော့ဝင်းတော့ကိုကျွန်တော်တို့နောက်တဲ့ viewer တစ်ခုကထပ်ကိုဝင်ရမှာဖြစ်ပါတယ်ဝင်းတော့ကိုမရဘဲနဲ့ကောလင်းမရဘူးဆိုတာမျိုးအားလုံးသိပြီးသားဒါကြောင့်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ရေးတွေဗျူဟာမြောက်စစ်စင်မှုတွေကိုသက်ဆိုင်ရာလူကြီးမင်းများစစ်ဒေသအလိုက်သို့မဟုတ်မြို့ညီတွေအစိုးရကဝေးဝန်ကြီးဌာနအနေနဲ့စကိုင်းတိုင်းကိုစစ်တိုင်းကြီးတစ်ခုလုံးရဲ့မဟာဗျူဟာမြောက်ရေးဆွဲထိုးစစ်ဆင်မှုတွေလုပ်မယ်ဆိုရင်တော့လုပ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးအောင်မြင်တဲ့ပို့ပြီးထိရောက်တဲ့ပို့ပြီးတော့စနစ်ကျတဲ့မြို့တွေကိုတိုက်ခတ်သိမ်းပိုက်နိုင်ပြီးအောင်မြင်ထိန်းချုပ်နိုင်မှာကိုထိန်းချုပ်နိုင်မယ်လို့ကျွန်တော်ယူဆသုံးသပ်ပါတယ်ဒီချက်တွေကိုပြောနေခြင်းဟာကျွန်တော်တို့လက်ရှိတိုက်ပွဲဒီဘက်ဝင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လန်တော့ရဲဘော်တဦးချင်းစီကိုအင်မတန်လေးစားတန်ဖိုးထားလွန်းတဲ့အပြင်စကိုင်းတိုင်းတိုင်းလုံးမှာရှိတဲ့ကျွန်တော်ရဲ့တော်လန်ရဲဘော်အပေါင်းရဲ့ဘဝတွေအသက်တွေပေးဆက်စွန့်နေမှုကိုလေးစားဂုဏ်ယူရင်း
ပြောကြတာဖြစ်ပါတယ်လို့ကျွန်တော်အဓိကပြောလို့ပါတယ်အဲ့တော့ကျွန်တော်တို့တိုက်ပွဲတစ်ပွဲကိုတိုက်တဲ့နေရာမှာအကျိုးအမြတ်ကိုတွက်ချက်ရန်သူအင်အားကိုအင်အားသိရမယ်ရန်သူရဲ့အလေးအထတွေကိုနားလည်ရမယ်ရန်သူရဲ့ဝင်လန်းထွက်လန်းမှန်သမျှကိုဝင်လန်းထွက်လန်းမှန်သမျှကြိုတင်စီစဉ်ဆောင်ရွက်ရမယ်ဒီလိုအချက်တွေအမြောက်အများကျွန်တော်တို့ကျွမ်းကျင်နားလည်သူတွေသိရှိပါဒါလည်းမဟုတ်ကောလေးလို့နောက်တစ်ခါမဖြစ်စေဘူးဒီဘဲရှင်းလို့ပြန်မစုပ်ပေးခြင်းဘူးဗျာအဲ့မျိုးကိုသိပြီးတော့ပြည်သူလူထုကပြပြဝဝပျော်နေတာလွတ်မြောက်နေပြီကြီးဖြစ်သွားတာစကိုင်းတိုင်းမှာဆိုတော့မျိုးကျွန်တော်တို့ဂုဏ်ယူခြင်းတာပါအပြောလွယ်တယ်လူမြတ်ကျော်ရဲ့အလောက်ကကတ်တယ်မှန်ပါတယ်ကျွန်တော်ဒါကိုသိပါတယ်တကယ်တိုက်ပွဲဝင်လူတွေကခက်ခက်ခဲခဲအတက်ကိုစုပြီးတိုက်ပွဲဝင်ရမှုအတွက်ကျွန်တော်တို့အင်မတန်ဂုဏ်ယူပါတယ်လေးစားပါတယ်အတိမတ်ပြုတ်ပါတယ်ပြည်သူလူထုကလည်းဒီဘက်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ရဲဘော်တယောက်ချင်းစီတိုင်းကိုလေးစားဂုဏ်ယူအတိမတ်ပြုတ်မယ်ဆိုတာငင်းစရာမရှိပါဘူးဒါမဲ့ကျွန်တော်နှမျောတာဒီရဲဘော်တွေတော်လန်ရဲဘော်တဦးချင်းစီရဲ့စွန့်လို့စွန့်စားမှုနဲ့ထိုးဝင်လိုက်တဲ့ဒီဘက်ထိုးစစ်မျိုးသိမ်းတိုက်ပွဲကြီးကိုနောက်ပြန်ဆုတ်ပေးလိုက်ရတယ်ဆိုတာနှမျောတာဒါကြောင့်မို့ကျွန်တော်တို့ဟာမားတွေကိုသင်ခန်းစာယူပြင်ဆင်မယ်ပုံမကောင်းမွန်မရင်စကိုင်းတိုင်းတစ်ခုလုံးအခုဆိုရင်မုံရွာမြို့မှာမုံရွာမှာကြိုးစိုးပါဤဆိုတဲ့စိုင်းဘုတ်ကထွက်လိုက်တာနဲ့ PDF နယ်မြေဖြစ်နေတဲ့စကိုင်းတိုင်းတိုင်းလုံးအမြန်ဆုံးစစ်ခွေးကင်းစင်ပြီးစစ်ခွေးတင်းချိုင်းစကိုင်းတိုင်းဆိုတဲ့စကားရဲ့အတိုင်းအောင်မြင်တဲ့ထိုးစစ်ဆင်မှုတိုက်ခိုက်သိမ်းပိုက်မှုလိုချင်လုံးလို့ရစေချင်လုံးလို့ပြည်သူလူထုထံပေးအပ်စေချင်လုံးလို့ပြောဆိုနေခြင်းဖြစ်တယ်ဆိုတာကိုအတိပေးပြရစီအဲ့တော့ရခိုင်ပြည်နယ်လုံးကိုသိမ်းသွားတဲ့ AA ရဲ့ထိုးစစ်ပုံစံရှမ်းမြောက်ကိုသိမ်းလာတဲ့ရှမ်းမြောက်တစ်ခုလုံးဒီပါသိမ်းလာတဲ့ TNL MNDAA AA MDY PDF PLA BPLA အစရှိတဲ့တပ်တွေရဲ့ထိုးစစ်ဆင်မဟာဗျူဟာရေးဆွဲမှုပုံစံတွေကိုကျွန်တော်တို့ထပ်ပြီးတော့လေ့လာပြီးအကောင်းဆုံးပြင်ဆင်ဆောင်ရွက်မှုတွေနဲ့စကိုင်းတိုင်းတစ်တိုင်းလုံးသိမ်းနိုင်အောင်ကြိုးစားကြရပါလိမ့်မယ်။ရဲဘော်တူးကြီးတဲ့ကိုဒီနေရာကနေလေးစားကုန်ပြူဦးညွတ်လျက်စကိုင်းတိုင်းတစ်တိုင်းလုံးသိမ်းယူနိုင်နိုင်မယ်လို့အညာသားတို့ရဲ့အောင်မြင်ကိုကြိုပြီးနမိတ်ဖတ်ပြစီ။နောက်တစ်ခုကပြည်သူလူထုအင်မတန်တတိထားရမယ့်ကိစ္စတစ်ခုကိုကျွန်တော်ထပ်မံသုံးသပ်ဖြစ်ပါတယ်ဒီကိစ္စကတော့ဘာလဲဆိုတော့ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးညွှန်ကြားချက်လိုဥပဒေလိုစာရွက်နှစ်ရွက်နဲ့နယ်သက်ရေးရလုံခြုံရေးဝန်ကြီးကဥက္ကဋ္ဌလုပ်ပြီးကာဝေးဒုဝန်ကြီးကဒုဥက္ကဋ္ဌမိသက်ပါခေါ်လေမိသက်ဦးစီးမှုလားမိသက်ပါခေါ်လေမိသက်ရဲ့အကြီးဆုံးပေါ့ဗျာသူလည်းပါသေးအဲ့တော့သူတို့တွေကတဲ့ပြည်သူလူထုရဲ့အရက်ဖက်စစ်ဖက်ပေါင်းဆက်ပြီးတော့ပြည်သူတွေလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်မယ်လို့အချုပ်ကဆိုတာပါအဲ့တော့အရက်ဖက်စစ်ဖက်ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကရှင်းတယ်အရက်သားတွေကိုစစ်မှုထမ်းခိုင်းမယ်စစ်ထဲသွင်းမယ်မရအောင်စစ်ထဲခေါ်ထည့်မယ်ပေါ်တာဆွဲမယ်ရှင်းပြောရင်ပြည်သူလူထုကိုအတားအစီးမရှိတကားမရှိဓာမရှိပေါ်တာဆွဲပြီးစစ်တိုက်ခိုင်းဖို့ပြင်လာလို့ကျွန်တော်တို့ယူဆလို့ရပါတယ်နံပါတ်1အကြံမိသက်တွေကြက်ခိုင်ရေးအစရှိတဲ့ပါတီဝင်တွေနန်းစီဒီယန်တွေဟာမကြခင်ပေတွင်းကိုအပုတ်ခံမဲ့အခြေအနေကိုလည်းတွေ့ရပါတယ်နံပါတ်3အဲ့ဒီမှာခေါင်းစဉ်ရပြည်သူလုံခြုံရေးဆိုတဲ့ခေါင်းစဉ်အရာကတော့အချိန်မရွေးကျွန်တော်တို့ခင်ဗျားတို့ပြည်သူလူထုရဲ့အိမ်တကားတွေကိုဖက်နဲ့စောက်ကံပြီးလုံခြုံရေးအရာဆိုပြီးတော့ခိုးဝတ်ဓမြတိုက်ခွင့်ပေးလိုက်တာလို့ပဲကျွန်တော်တို့မြင်ပါတယ်နောက်တစ်ချက်ကအကြမ်းဖက်နှိမ်နင်းရေးဆိုတာကကြတော့တော်လှန်ရေးတက်နဲ့ပတ်သက်သူမှန်သမျှအကြမ်းဖက်ဖြစ်တတ်မှတ်ပြီးဖမ်းဆီးထောင်ချတပ်ဖြတ်အကြမ်းဖက်ပဲနောက်တစ်ခုကသူတို့
နဲ့ပုဂ္ဂိုလ်ရေးသို့မဟုတ်သူတို့အစင်မပြေတဲ့လူသူတို့စကားနားမတော်လို့ခိုင်းတာမလုပ်တဲ့လူမှန်သမျှအကြမ်းဖက်နဲ့လုံခြုံရေးဆိုတဲ့ခေါင်းစဉ်တက်ပြီးရဆက်ပြည်သူကိုနှိပ်စက်တော့မယ်ညွှန်ကြားချက်တရက်လို့ကျွန်တော်တဲ့ရှုမြင်သုံးသပ်လိုက်ပါတယ်ဒါကြောင့်မို့ဒီအပိုင်းတွေမှာရန်ကုန်မန္တလေးပတ်သက်အစရှိရဲ့ဒေသတော်များမှာမန္တလေးဆိုတရားဥပဒေကြောမှာပေါ်တာဆွဲနေတာတွင်းသမျှတို့အကုန်ကားပေါ်ခေါ်တင်ပြီးတော့လှုပ်ချင်ရလှုပ်နေတာရန်ကုန်မှာဆိုလည်းဒီတိုင်းပဲအချိန်မတော်အချိန်ရှိအချိန်မရှိဘာဥပဒေမှမရှိဘူးခေါင်းစဉ်ကအဲချင်းဆိုပြီးကားပေါ်ဆွတ်တင်သွားတာအလုံးပြန်မှာမလုံခြုံတော့တဲ့ဘဝတွေဖြစ်နေတာဒီအခြေအနေကိုရန်ကုန်မန္တလေးအစရှိရဲ့ဒေသတော်များမှာဆောင်ရွက်နေတာတွေ့ရပါတယ်နောက်တစ်ချက်ကအခုရန်ကုန်မြို့ရအင်အားစုတွေကကောခေါ်လိုက်တဲ့အုပ်ကြီးကမ်ပိန်းအုပ်ချုပ်ရေးမှုကမ်ပိန်းဆိုတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေဟာပြည်သူလူထုကိုဗတ်ပေါင်းစုံကနှိပ်စက်ငွေညှစ်နေမှုတွေကိုပြစ်ဒဏ်ပေးမဲ့အစီအစဉ်တွေလာပါလိမ့်မယ်အားလုံးလည်းတချို့သိပြီးသားဖြစ်ပါဆိုတော့ရက်ကွက်အုပ်ချုပ်ရေးမှုဆိုတဲ့ကောင်တွေကတော့နောက်တစ်ချိန်မှာကျွန်တော်တို့ပြင်းထန်တန်ခတ်ကြမှာဖြစ်ပါတယ်နောက်တစ်ချိန်ဆိုတာတော်လိုင်းအောင်မြင်ပြီးကာလနာမည်စင်းနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုစစ်အာဏာသိမ်းကာလမှာထမ်းဆောင်သူမှန်သမျှပြစ်ဒဏ်ပေးရမှာဖြစ်ပါတယ်ရိုင်မှုစေမှုမှန်သမျှပြစ်ဒဏ်ပေးရမှာဖြစ်ပါတယ်စစ်အာဏာရှင်ရန်ရလေပတ်စေသောစစ်ကောင်စီတောက်တန်ခံသမျှပြစ်ဒဏ်ပေးရမှာဖြစ်ပါတယ်ဒါကတော့တော်လိုင်းအောင်မြင်ပြီးတကာလဆောင်ရွက်ရမယ့်အဓိကလုပ်ငန်းစဉ်တွေဖြစ်ပြီး Transitional Justice ဆိုတဲ့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုအရာပြည်သူလူထုကိုနီလန်းပေါင်းစုံနဲ့နှိပ်စက်တပ်ဖြတ်အကြမ်းဖက်ပြည်သူလူထုစီကခိုးဝှက်ဓမြတိုက်အနူနီးအကြမ်းနီးအမျိုးစုံနဲ့ဆောင်ရွက်သူအပေါင်းကိုပြစ်ဒဏ်ခတ်ရမှာဖြစ်ပြီးတော့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုတဲ့စကားအတိုင်းပြည်သူလူထုနစ်နာသူပြည်သူလူထုနစ်နာခဲ့သမျှကျွန်တော်တို့ပြန်လည်ကုစားရမှာဖြစ်ပါတယ်ဒါကိုတော်လန်ရေးခေါင်းကိုင်ပုဂ္ဂိုလ်ဆိုသူများကောတော်လန်ရေးသမားဆိုသူများကောနိုင်ငံရေးသမားဆိုသူများကောလုံးဝကြော်သွားလို့မရတဲ့အဆင့်ဖြစ်ပါတယ် Transitional Justice ဆိုတဲ့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကိုမရမချင်းကျွန်တော်တို့တိုင်းပြည်ရှေ့ဆက်လို့မရဘူး Federal တွေလည်းဘာမှပြောလို့မရသေးဘူးကျန်တာဘာမှမပြောနဲ့ဟိုတော်လိုင်းအောင်မြင်ပြီးတာနဲ့အသွင်ကူးပြောင်းဆိုင်ရာတရားမျှတမှုဘဟုရက်ကွက်ကြေးရွာမြို့နယ်တိုင်းအဆင့်ဖွဲ့စည်းပြီးတော့စနစ်တကျပြည်သူလူထုကိုနှိပ်စက်သူမှန်သမျှတစ်တန်ခတ်ရမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့နာကျင်မှုတွေပြည်သူလူထုရဲ့ဆုံးရှုံးခဲ့မှုတွေကိုပြန်လဲကုစားပေးရမှာလို့ဂျော်ဒီနီယာကနေအသိပေးလိုပါတယ်ဆိုတော့ဒီအခြေအနေတွေကိုကျွန်တော်တို့ကြော်ဖြတ်နေကြရအောင်ကျွန်တော်ကလက်ရှိကာလအခြေအနေအခက်အခဲတွေကိုလည်းနီလန်းဘောင်းစုံနဲ့ကျွန်တော်တို့ပြင်ဆင်သင်ခန်းစာယူရှေ့ဆက်နိုင်မှုကြိုးစားရင်းနောက်အနာဂတ်မှာဒီဆောက်ရဲ့နိုင်ငံတော်ပုံစံကိုလည်းကျွန်တော်တို့ဟာရှင်တွဲစဉ်းစားပြီးတော့အတိတ်ပြစ္ဆုတ်ပံအနာဂတ်၃ခုပေါင်းဆက်တဲ့အတွေးခေါ်ယုံကြည်ချက်တွေနဲ့အမျှော်မြင်ကြည့်ရှိနှလုံးသားကြီးနဲ့စီယုံရင်တိုက်ရင်စီယုံတော်လိုင်းရင်တိဆောက်ရင်တော်လန်ဆိုတဲ့ဟန်ချက်နီးနာတွေကိုစနစ်တကျတွားကြရမှာဖြစ်ပါတယ်လို့ကျွန်တော်ဒီနေရာကနေပြောကြားလိုပါတယ်အဲ့တော့ဒီနေရာမှာပြည်သူလူထုကိုခဏပြောရတော့ပြည်သူလူထုကတာဝန်ကျေပြီးသားဆိုတာကျွန်တော်ယုံကြည်ပါတယ်သို့တော့ပြည်သူလူထုထဲမှာမှကျွန်တော်ထည့်ပြောလိုက်ဦးမယ်ကစွန်းရတစီ1200ဖြစ်နေပြီးတော့ coffee mate တစ်ထုပ်900စီတိုနေပူကျဲထဲမှာစီတိုးဆန်တိုးနဲ့နေရတဲ့လူတွေကဖြူထွေးလင်းကိုတာတနာလို့ဆိုတဲ့စိတ်ကူးနဲ့ဆက်ရှင်တန်နေရင်တော့ခင်ဗျားတို့စေအုပ်စုရဲ့ဝါဒဖြန့်ချီအာယုံလွဲရန်ရမ်းမှာမျောပါရင်စစ်ကြုံဖြစ်တဲ့ဖြစ်နေအောင်ပါစစ်ကြုံအောင်ရိုးကြုံမဟုတ်ဘူးကြုံတပေါက်အဖြစ်ကိုမရောက်အောင်ပတ်စစ်တပ်ကဆောင်ရွက်နေပါပြီဒါကိုလေးနက်အတိပေးလို့ပါတယ်စစ်တပ်ဟာနီလန်ပေါင်းစုံနဲ့ပြည်သူလူထုတော်လှန်ရေးဘက်နိုင်ငံရေးဘက်ကိုအာရုံမရောက်အောင်
တော်လိုင်းရေးထံငွေကြေးမစည်းစင်အောင်တော်လိုင်းရေးတက်တွေရှေ့ဆက်ပြီးမရှင်တန်နိုင်အောင်ကြက်မပြေတဲ့အမှုပညာရှင်ဆိုတဲ့ဟာတွေဖင်လို့ရင်လို့တာတွေစီတိုးစန်တိုး73ဒီဝယ်မရဆိုတဲ့ကြက်တဲတဲ့အခြေအနေတွေတစ်ဖက်မှာဥပဒေတွေအမိန့်တွေအမျိုးမျိုးထုတ်ပြီးတော့ဖိနှိပ်အကြမ်းဖက်တာတွေနီလန်ပေါင်းစုံတဲ့လူလူတရက်လုံးသူတို့ကိုပြန်ပြီးအုံကြွတော်လန်လိုက်မှာကိုအရန်ကြောက်တဲ့ဖက်စစ်တပ်ဟာပြည်သူလူထုထကြွလာမှာဆိုလို့နီးပေါင်းစုံနဲ့ဖိနှိပ်ပြီးတော့ခင်ဗျားတို့စိတ်အာရုံတွေတော်လန်ရေးစီကြောက်တော့အောင်လုပ်နေတယ်လို့ကျွန်တော်ဒီနေ့ကတိတိကျကျပြောကြားလိုက်ပါတယ်။တာကိုဖောက်ထွက်ကြငါတို့ရုံထွက်ကြငါတို့အန်တူကြအာခံကြနီလန်ပေါင်းစုံနဲ့ဖက်စစ်တပ်ကိုစက်ကျင်ပုံကံတော်လန်ကြဖို့တော်လိုင်းသမားနိုင်ငံရေးသမားပြည်သူလူထုရောဟန်ချက်ညီတရားရဲ့ရင်းနဲ့ငားခဲ့တို့တွားရင်လက်ရှိအောင်ပွဲနဲ့မျိုးပေါင်း80နီးပါးသိမ်းထားတဲ့အခြေအနေနဲ့ဆိုကျွန်တော်တို့တော်လိုင်းရေးဟာခိုင်မာသောအောင်မြင်မှုနဲ့စနစ်ကျတဲ့အနာဂတ်နိုင်ငံတော်တစ်ကိုကျွန်တော်တို့ပုံဖော်လို့ရမှာဖြစ်ပါတယ်ဒါမှမဟုတ်ပဲအတွေးခေါ်မရှိယုံကြည်ချက်မရှိရှာရုံးမရှိတိုင်းလူကြားကောင်းပြောတတ်လားပြောတတ်တာလောက်နေတော့ကျွန်တော်တို့သွားပြီးယုံစားမမိရဒီကာလဟာအုပ်ရိုးရိုးကြောက်ရိုးရိုးနဲ့ရက်တဲ့ကြားငါးတင်မဲ့ကာလဖြစ်ပါတယ်တော်လိုင်းရေးကိုတစ်ဖက်မှာလက်နက်ကင်တိုက်ပွဲလူလူတိုက်ပွဲအတွေးခေါ်တိုက်ပွဲအစရှိတဲ့အတွေးခေါ်လက်နက်ယုံကြည်ချက်လက်နက်တွေတက်ဆင်ထားနိုင်မှသာခိုင်မာအကောင်းမောင်းတန်တဲ့စနစ်ကြတဲ့တော်လိုင်းရေးတရက်နဲ့အောင်မြင်မှုကိုရရှိပြီးအောင်မြင်ပြီးတက္ကလာအနာဂတ်နိုင်ငံတော်တစ်မှာလဲဖယူဖရဲဗျံပရာမဖြစ်စေပဲစနစ်ကြပြီးစီးစံတန်ဖို့ဂုံတိတ်ခါရှိတဲ့နိုင်ငံတော်တစ်ကိုရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောရင်းကျွန်တော်ပြောကြားချက်သုံးသပ်ချက်ဆွေးနွေးချက်တွေကိုအပြန်အလှန်ဆွေးနွေးပြီးဖို့ဖိတ်ခေါ်ပါတယ်။ comment မှာရေးထားပေးကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်